မင်္ဂလာပါမနက်ဖြန်9ရက်သားသမီးများအတွက်တည့်ရတာဆောင်းရရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့သူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်ဤသည့်အရာမှာကောင်းမခံအာမမခံပါနဲ့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ကောင်းမှုကောင်းကိုက်ဖြစ်တတ်ပါတယ်အခြေအေးမှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်4-6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အောင်တော့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာပေါင်ပုံ9ချက်ကလို့ပူဇော်ပေးပါတနင်္လာသားသမီးများတော့ယနေ့မှာတော့အိမ်နေရာထိုင်ခင်းအဆောက်အဦနဲ့ပတ်သက်ပြီးတော့အခွင့်အရေးကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်မထင်မှတ်တဲ့နေရာနေပြီးတော့ငွေကြေးများဝင်လာတတ်ပါတယ်ဆွေမျိုးသားချင်းများရဲ့ဝမ်းသာစရာသတင်းကောင်းများကြားရပါလိမ့်မယ်မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရောက်ရတတ်ပါတယ်တင်ကားပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အောင်တော့အနီရောင်နဲ့ချက်တွေးအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာအုံနှခေါ်ဆွဲကလို့ပူဇော်ပေးပါအင်္ဂါသားသမီးများတော့ယနေ့မှာတော့ငွေကြေးကိစ္စများအဆင်ပြေအောင်မြင်မဲ့နေ့တွေဖြစ်ပါတယ်အစားမတတ်ပါတယ်အထူးသတိပြုပေးပါငွေဝင်ပါလိမ့်မယ်ဖျားပုံတော့ရဟနာပုံတော်များကြွလာရင်ထိထိုးပေးပါဒီထိုးလျောက်ဖြစ်တတ်ပါတယ်အခြေအေးမှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာခေါက်ဆွဲကြော်ကလည်းပူဇော်ပေးပါဘုံတော်ဦးသားသမီးများတော့ယနေ့မှာတော့ညာနဲ့ဝရိယပိုင်းမှာအစွမ်းကုန်ကြိုးစားမယ်နေလေးဖြစ်ပါတယ်ကြိုးစားရင်ကြိုးစားသလောက်အောင်မြင်မှုတွေရရှိပါလိမ့်မယ်ကွဲကွာနေတဲ့မိတ်ဆွေဟောင်းဆွေမျိုးဟောင်းများနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်ပါတယ်အခြေအေးမှာတော့တာယာနေပါလိမ့်မယ်ရင်မအောင်တတ်ပါတယ်3-5ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာလိမ္မောရေကတ်လို့ပူဇော်ပေးပါကြာတာပရိသတ်သမီးများတော့ယနေ့မှာတော့ကံအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်ကြာစီထားသမျှရဲတာလုပ်ပေးပါစတုကိစ္စစာချုပ်ကိစ္စကိုတော့အထူးသတိထားပေးပါလက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်ငွေကံတော့ကောင်းပါတယ်ချစ်သူစီကနေပြီးတော့မမျော်လင့်မဲ့လက်ဆောင်ရတတ်ပါတယ်3-5ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရင်အရောင်နဲ့ကြက်တွေးအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာဇီးဖြော်ရီကလို့ပူဇော်ပေးပါတောက်ကြသားသမီးများတော့ယနေ့မှာတော့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရစရာရှိတဲ့ငွေကြေးများတော့မထင်မှတ်ပင်နဲ့ပြန်ပြီးတော့ဝင်လာတတ်ပါတယ်ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်2-5ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဖြူရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့တော့မိမိရာဖျားမှာပဲပလာတာကလို့ပူဇော်ပေးပါစနေသားသမီးများအတွက်ယနေ့မှာတော့ရည်ရွယ်ထားတဲ့အလုပ်များတိတ်တွေလွဲနေတတ်ပါတယ်ခြံကားကြောက်ကွန်ပျူတာကင်မရာနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်များကြုံတွေ့ရတတ်ပါတယ်ရွေးချယ်ခတ်တာတွေဆုံးဖြတ်ခတ်တာမျိုးတွေဖြစ်တတ်ပါတယ်သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်အခြေအေးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်6-9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ညီညွတ်အောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာဘိမုတ်ကလို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ